ကဲမြန်မာနိုင်ငံကနေပြီးတော့လာဖို့မှာရောက်ရှိပြီးတော့လှုပ်လှုပ်ကန်နေကြတဲ့ကျွန်တော်ရဲ့မြန်မာမိတ်ဆွေတွေကျွန်တော်အတီတွေကိုတွေအမတွေအတူအတော်တွေဦးလေးတွေဒါအကုန်လုံးပေါ့နော်မင်္ဂလာပါပေါ့နော်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တို့မြန်မာတွေအတွက်အဆင်ပြေစေမဲ့ကျွန်တော် application လေးတစ်ခုကိုကျွန်တော်ဖန်တီးထားပါတယ်ဒါတော့ကျွန်တော်ရဲ့ channel လေးပေါ့နော်ကျွန်တော်ရဲ့ channel ထဲမှာဝင်ပြီးတော့ဒီ software လေးကို download နိုင်ပါတယ် software ထဲမှာတော့အချက်လက်မစုံသေးပါဘူး software ထဲမှာဒီ sign တွေလောက်ကန်တွေတင်ဖို့အတွက်ကျွန်တော်နေရာလေးတွေဖန်တီးပေးထားပါတယ်ကျွန်တော်ရဲ့ channel ထဲမှာလည်းဒီမှာဒီ software ထဲမှာတွင်းဖို့အတွက်ဒီနေရာလေးမှာကျွန်တော်နှိပ်ပြီးတော့ဒါ software ထဲမှာတွင်းရင် data လေးတွေကျွန်တော်ကိုပို့ပြီးလို့ရပါတယ်ဒီ file လေးတွေတုံးပြီးတော့လုပ်လို့ရပါတယ်ဒီမှာတော့ဒါအောက်ကဟာတော့လောဆယ်လက်ရှိပေါ့နော် application လေးမပြီးခင်မှာဒီအလုပ်လျှောက်တာတွေအလုပ်ခေါ်တာတွေအတွက်ကျွန်တော်ချိတ်ဆက်ပေးဖို့အတွက်ထည့်ပေးတာဖြစ်ပါတယ်အောက်ဆုံးကတော့ကျွန်တော်တို့ဆက်တိုင်းဆက်သွယ်ရမယ် contact ဖြစ်ပါတယ်အဲ့တော့เนาะကျွန်တော်ဟုတ်ပြီ install တင်ပြီးကျွန်တော်ပြပါမယ် software လေးကို software လေးကိုနှိပ်လိုက်ပါပေါ့နော်နှိပ်လိုက်မယ်ဆိုကျွန်တော် install တင်ပြီးသားဖြစ်တဲ့အတွက် update ပြအောင်ပေါ့နော်ဒါပေမဲ့ဒီနေရာမှာ install ပေါ်လာပါလိမ့်မယ်တကယ်လို့ install မပေါ်ဘူးဆိုလို့ရှိရင်သူပြောတဲ့အတိုင်းတစ်ဆင့်ချင်း setting ထဲဝင်သွားပြီးတော့install permission ပေးရမှာပေါ့နော်အဲ့ဒါပေးပြီးရတယ်ကျွန်တော်တို့ဒီ install ဆိုတဲ့ဟာတွေ update ဆိုတာနှိပ်လိုက်ပေါ့နော်နှိပ်လိုက်ရင်ခဏစောင့်ရပါမယ်သူကတကယ်လို့တချို့ဖုန်းတွေမှာဆိုလို့ရှိရင် install စတင်တာနဲ့သူကတင်မရတာရှိရပေါ့နော်တင်မရအောင်ဆိုကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့နောက်တစ်ဆင့်မှာသူကဒီ error လေးပြရင်ပြမယ်ပေါ့နော်ဒါတော့ error မပြတော့ဘူးเนาะသူကပထမတစ်ခေါက်ကျွန်တော် install တင်ပြီးသားဖြစ်တဲ့ error မပြပါဘူးဒီ error ပြတဲ့ဖုန်းတွေဆိုဒီအလယ်နားလေးမှာ install မတင်ခင်မှာဒီမှာ install anyway ဆိုမြားလေးနဲ့ပြနေပြအဲမြားလေးထောက်ပြီး install anyway နှိပ်လိုက်ရင် software တင်လို့ရပြီပေါ့နော် okay ဒါကတော့ကျွန်တော်ဟိုမှာကြော်ညာမနေပြီးတော့ sorry ပါဒီမှာဒီမှာပေါ့နော်ကျွန်တော် software လေးတွေဝင်လိုက်ပြီပေါ့နော်ဆိုတော့ software လေးတင်နေဝင်လိုက်တယ်ပေါ့နော်လိုက်တော့ကျွန်တော်တို့ line မကောင်းရင်တော့ဒီလို blue အဖြူအောင် screen ခဏမြင်ရပါတော့ line ကောင်းတဲ့အချိန်မှာဒီ screen လေးတက်လာမှာဖြစ်ပါတယ်ဒါဆိုတက်လာပြီပေါ့နော်ကျွန်တော် application ထဲမှာဘာတွေတွေ့ရမလဲဆိုရင်ကျွန်တော်တို့ဒီမှာတရက်တိုင်းငွေလေးဈေးနှုန်းပေါ့နော်ကျွန်တော်လည်းအကြံပြတက်နိုင်တော့ update ယူပြီးတော့တင်ပေးမှာဖြစ်ပါတယ်နောက်တစ်ခုကဒီမှာ food and drink ဒါအစားအသောက်တွေဆိုင်နေပေါ့နော်ဆိုင်နေရဲ့ parcel ပို့ပေးဆိုင်နေပေါ့နော်အောက်ကဟာဆို carry delivery transport ပေါ့နော်ဒါ carry တွေ delivery ပို့ပေးတဲ့ဟာ service တွေဒီကန်ကူးတွေအကုန်လုံးကျွန်တော်တစ်ခုချင်းထည့်ပေးထားမှာဖြစ်ပါတယ်ပေါ့နော်လောလောဆယ်ကတော့ကျွန်တော်အစဖြစ်တဲ့အတွက်အကုန်လုံးတော့မပါသေးဘူးပေါ့နော်လောလောဆယ်ကျွန်တော်လက်မိတဲ့ဒီဇိုင်းလေးပဲစပြီးတော့ထည့်ကြည့်ထားဖြစ်ပါတယ်တကယ်လို့ဒီ application မှာထည့်သွင်းခြင်းတဲ့လူတွေအားလုံးအနေနဲ့လည်းကျွန်တော်အခုပြပေးမယ်တစ်ဆင့်ချင်းအတိုင်းကျွန်တော်စီဆက်သွယ်ပြီးတော့ထည့်လို့ရှိရင်ဒီ software တွေကိုကျွန်တော်ထည့်ပြီးမှာဖြစ်ပါတယ်ဒီမှာဆိုအခန်းကား service ပါမယ်အလုပ်ရှာတာတွေအလုပ်ခေါ်တာတွေပါမယ်ဖုန်းကွန်ပျူတာဆိုင်တွေပါမယ်ကွန်ပျူတာတွေဒါတရုတ်ဆိုင်အင်္ဂလိပ်စာသင်တန်းတွေပါမယ်ပြီးရင်ဒါ cosmetic တွေဆေးဆိုင်တွေဒါအဝတ်စားဆိုင်တွေစသဖြင့်ကျွန်တော်ထည့်ပြီးမှာဖြစ်ပါတယ်ပြီးတော့ဒီထဲမှာကျွန်တော်ဒါ idea ပေါ်တဲ့ဟာတွေထည့်ထားပြီးတော့ other subject မှာကြတော့ကျွန်တော် idea မပေါ်တဲ့ဟာလေးထည့်ပြီးမှာပေါ့နော်အကယ်လိုအပ်တယ်ဆိုရင်သုံးလို့ရအောင်ကျွန်တော်အောက်မှာတခြား tab ကလေးလေးထည့်ပြီးထားပါနော်တခြားနေရာလေးထည့်ပြီးတာအဲ့ဒါလေးကျွန်တော်ဒါကျွန်တော်ရဲ့အသုံးပြုတွေနေတော့ဆိုင်တွေအလုပ်တွေကနေတော့ပြီးတဲ့အကြံဉာဏ်တွေအသုံးပြုတွေအကြံဉာဏ်တွေယူပြီးတော့ကျွန်တော်ထပ်ပြီးတော့တိုးချဲ့ပြီးဆောင်ရွက်ပြီးတော့မှာဖြစ်ပါတယ်အဲ့တော့နမူနာပြမှာနော်ကျွန်တော်တို့ဒီဇိုင်းအရင်ဆုံးဒီအစားတောင်းတဲ့ကိုကရှာခြင်းတယ်ဆိုတော့အဲ့ဒါနှိပ်လိုက်မယ်ဒီမှာလောလောဆယ်နာမည်လေးတက်ပေးထားပါဘောနော်တစ်ခုချင်းလေးလောလောဆယ်ရောင်နူးကကျွန်တော်စားနေကြဖြစ်တဲ့အတွက်ထည့်လိုက်တယ်ပေါ့နော်အဲ့တော့ရောင်နူးကိုနှိပ်လိုက်မယ်အဲ့ဆိုရင်ဒါရောင်နူးနဲ့ပတ်သက်တဲ့အချက်လက်လေးကြာလာဆိုတော့နော်ဒီမှာထမင်းသုံးအေးဘီယာရရှိနိုင်တဲ့အစားအစာပေါ့နော်ဒါသူတို့ရှိမှာအဆင်ပြေမဲ့ဟာတွေကျွန်တော်ထည့်ပေးထားတာဖြစ်ပါတယ်ဒီမှာ contact တွေကိုလည်းကျွန်တော်ဖန်တီးပေးထားတာဖြစ်ပါတယ်ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်နောက်ထပ် carry ဆိုတဲ့အတိုင်းပေါ့နော်ဒါကျွန်တော်စဉ်းစား carry ရဲ့ happy carry ပေါ့နော် happy carry နှိပ်လိုက်ပြီပေါ့နော်အဲဆိုခဏဆောင်ပြီးတော့ကိုနဲ့အဆင်ပြေမဲ့ဒါ blue service တွေရလဲဗာလဲဝင်လေးလာလို့ရတယ်ပေါ့နော်ပြီးရင်ဒီမှာသူ့ direct ဆက်သွယ်လို့ရမဲ့ Telegram contact တွေဒါဖုန်းနံပါတ်တွေသူထည့်သွင်းပေးထားတယ်ပေါ့နော်ဒီမှာဖုန်းနံပါတ်တွေပါတယ်ဒါသူဆိုရင်ဒါမြန်မာအင်္ဂလိပ်နှစ်ဘာသာလုံးနဲ့ဒါဖန်တီးပေးထားရပေါ့နော်ကိုယ့်ရဲ့နီးစပ်ရာနိုင်ငံသားတွေတောင်သူ့ပြန်ပြီးတော့ညွှန်ပြီးလို့ရတဲ့ပေါ်ရှိရပေါ့နော်ဟုတ်ပြီဒါအခန်းကားတွေပါရတော့ကျွန်တော်ဖြည်းဖြည်းချင်းအခုကွန်ပျူတာပေါ်မူတည်ပြီးတော့ထည့်သွင်းပေးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရှိကိုဒီလို data လေးတွေ sign data လေးတွေထည့်သွင်းခြင်းနဲ့ဆိုဘယ်လိုလုပ်ရမလဲဆိုတဲ့အဆင့်လေးကျွန်တော်ပြန်ပြောပြပေးမှာဖြစ်ပါတယ်ပြီးတော့ဒီဗီဒီယိုကိုကျွန်တော်Telegram channel ကျွန်တော်ရဲ့ main ကတော့ Telegram channel ပေါ့နော် Telegram channel မှာလည်းတင်ပေးပါမယ်ဒီ channel ကတော့အဓိကပေါ့နော်ကျွန်တော် application နဲ့ပတ်သက်တဲ့အချက်လက်တွေအကုန်လုံးကိုဒီ channel မှာတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အပြင်ကျွန်တော်ရဲ့ဒါ official Telegram channel Facebook page ပြီးရင် YouTube channel link TikTok ဒါတွေအကုန်လုံးကိုကျွန်တော်ပြီးချင်းတစ်စင်ချင်းတင်နဲ့မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒါရောက်တဲ့နေရာနေကိုတငယ်ချင်းတွေအသီးတွေဖြစ်ဖြစ်ဒါအသုံးပြုတာအဆင်ပြေမယ်ထင်တော့ share သွားလို့ရပါတယ်ဒါကိုယ့်ရဲ့မြန်မာချင်းဒါအဆင်ပြေအောင်လုပ်ထားတဲ့သဘောလေးပေါ့နော်ဟုတ်ပြီဆိုတော့ကျွန်တော် application လေး download ပြပြီးပါပြီ application လေးမှာဘယ်လိုလေးရှိရဆိုတော့ကျွန်တော်ပြပြီပေါ့နော်နောက်တစ်ဆင့်ကကျတော့ကျွန်တော်တို့ဒီမှာဒါပေါ့နော် အတွင်းမှာဒါ app တွင်ထည့်သွင်းရန်ဆိုတဲ့ဟာလေးပါပေါ့နော်အဲ့တော့ဘာထည့်ရမှာဆိုကျွန်တော်ပြပြီမယ်နော်ဒီမှာ click လေးရှိရဲအဲ့ click လေးကိုကျွန်တော်နှိပ်လိုက်ပါမယ်နော်
open ဒီမှာ open ရင်ဒါကျွန်တော် Chrome မှာဖွင့်လိုက်မယ်ပေါ့နော် Chrome မှာစပြီးတော့ဒါဒီ font လေးကိုဖွင့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်မြင်ရမယ့်အတိုင်းပေါ့နော်ဒါကတော့အပေါ်ကဒါဟို Gmail ရှိလို့ရှိရောမရှိလေပြဿနာမရှိတော့အဲ့ကနေပုံမယ်ပေါ့နော်ကျွန်တော်စဖြည့်ရမယ့်နေရာဒီအောက်မှာပေါ့နော်ဒီမှာ sign အလုပ်ပေါ့ဥပမာကျွန်တော် carry ဆိုရင်ကျွန်တော်my carry ဆိုရင်ဒီမှာကျွန်တော်ရဲ့ carry နာမည်လေးရေးလိုက်မယ်ပေါ့နော်ဒီမှာထည့်သွင်းလို့တော့အမျိုးအစားပေါ့နော်ဒီမှာကိုကဘယ်အမျိုးအစားလဲဒီထဲမှာမပါသေးဆိုအကြံပေးလို့ရတယ်လို့ကျွန်တော်တို့ဒီအောက်ကအခြားဆိုတဲ့နေရာမှာတစ်ခါထည့်အောင်ပေါ့နော်တကယ်လို့အကြံပေးချင်တာရှိနေကျွန်တော်တို့တစ်ခါတည်းထည့်သွားပြီးလို့ရပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့တစ်ခုယူရထမင်းတိုင်း carry ဖုန်းတိုင်းအဝတ်စားဆိုင်စသဖြင့်ပေါ့နော်ကျွန်တော်အလုပ်ခေါ်တာပဲကြိုက်တဲ့အမျိုးအစားကိုရေးပြီးတော့ဆက်လက်မှတ်သွားပြီးရပါတယ်ဒီ star ပြနေတဲ့နေရာလေးရောမဖြစ်မနေထည့်ပြအောင်ပေါ့နော်ဒါ Telegram contact ကျွန်တော်ကိုဆက်သွယ်မဲ့ Telegram contact လေးပေါ့နော်အဲ့ဒါမှကျွန်တော်ဆက်သွယ်လို့ရမှာဒါမှမဟုတ် icon ဆက်သွယ်လာရင်ကျွန်တော်သိနိုင်မှာပေါ့နော် Facebook account တွေပါဖြည့်ရရမဖြည့်ရရဒါကိုယ့်ရဲ့ကိုထည့်ထွင်းနေတဲ့နေရာပေါ်မူတည်ပြီးတော့ထည့်လို့ရပါတယ်တခြားဒါဆက်သွယ်လို့ရဖုန်း account နံပါတ်တွေတခြားဟာတွေကျွန်တော်ပြောချင်တဲ့ဟာလေးတွေထည့်ပြီးတော့ submit လုပ်လို့ရပါတယ်အဲ့ဒါဆိုရင်ဒါကျွန်တော်တို့ application ထဲမှာဒါဒီကျွန်တော်မိတ်ဆွေတွေရဲ့ sign ကိုဒါထည့်ပြီးတော့ထည့်ပေးလို့ရပြီပေါ့နော်ကျွန်တော်တို့ data လေးပို့ပြီးရင်ဒါမှမဟုတ်အဲ့က data လေးဖြည့်ပြီးရတယ်ကျွန်တော်စီကိုအကြောင်းကြားပေးရတယ်ကျွန်တော်ကဒီ data တွေကိုကျွန်တော်ထည့်သွင်းပေးတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ updation နဲ့ update ရှိသလိုအခြေအနေပုံမူတည်ထည့်ပေးတာဖြစ်ပါတယ်ဒီမှာအလုပ်လျှောက်ရန်ဆိုတဲ့နေရာလေးအဓိကပေါ့နော်အလုပ်အခုအပြင်မှာအလုပ်မရှိဘဲနေရလူတွေအလုပ်လျှောက်ကိုနဲ့ကိုက်ညီတဲ့အလုပ်ဘယ်လိုအလုပ်ရှိလဲဆိုတဲ့ဟာလေးတွေကိုကျွန်တော်တို့ရှာဖွေပြီးလို့ရပါတယ်ဒီမှာဆိုရင်ဒါအလုပ်လျှောက်ရန်ဆိုတဲ့နေရာကိုကလစ်လိုက်မှာပေါ့နော်နှိပ်လိုက်မယ် open ဆိုတာလေးနှိပ်လိုက်မှာပေါ့နော်ဒါသူ browser တစ်ခုခေါ်သွားမှာပေါ့အဲ့တော့ဒီ form လေးထဲမှာချက်လက်လေးပြလိုက်တယ်ဒီလူကသူ့မှာဘာရေးချင်းတွေရှိတယ်ဘယ်လုံးနဲ့ကိုက်ညီလဲဆိုတာကိုကျွန်တော်ကြည့်ဆုံးဖြတ်ပေးလို့ရအောင်အဲ့တော့ကျွန်တော်ရှိမှာနောက်ထပ် form လေးတစ်ခုကျွန်တော်ထပ်ပြပါနော်အဲ့ form လေးပေါ့ form လေးမှာဒီတကယ်လို့ဒီဘယ်လိုပြောမလဲအလုပ်ခေါ်ထားတဲ့ဟာနဲ့ကိုက်ညီတဲ့ဟာရှင်ကျွန်တော်ကထပ်ပြီးတော့ဖောင်လေးမှာအလုပ်ခေါ်တဲ့လူတွေအတွက်လည်းဖောင်တစ်ခုလုပ်ထားပေးပေါ့နော်သူတို့ခေါ်တဲ့ channel ကိုက်ညီကျွန်တော်ချိတ်ဆက်ပြီးတော့အလုပ်ထည့်ပေးလို့ရပါတယ်အလုပ်မျိုးလုပ်ပေးမှာဖြစ်ပါတယ်ဒီမှာတော့ပထမဆုံးပြရမှာတော့ဒီမှာဒါကိုယ့်ရဲ့ typing skill ပေါ့နော်များသောအားဖြင့်ဒီမှာ company အလုပ်တွေဖြစ်တဲ့အတွက်typing skill ဒါအရေးကြီးပေါ့နော် typing skill တွေကျွန်တော်မေးထားတယ်အင်္ဂလိပ် level ပေါ့နော်ရရင်အများအခြေခံသူအခြေခံဒါသူ့အနေနဲ့သူ့အတိုင်းတာလေးကိုယ့်အကူ click လုပ်ပြီးတော့နှိပ်သွားပြီးလို့ရပါတယ် experience ကတော့လုပ်ဘယ်လုပ်တွေလုပ်ဖူးရဲဆိုတာလေးကိုကဥမာကိုလျှောက်ချင်တဲ့အလုပ်ကကုမ္ပဏီလုပ်ပေါ့နော်ထားပါတော့ဆက်လို့ပေါ့အဲ့ဟာလေးကိုလုပ်ချင်နေဆိုရင်ကျွန်တော်တို့ကဒီမှာyes ဆို yes ပေါ့နော်အဲ့လိုမျိုးလေးဖြည့်သွားပြီးလို့ရပါတယ်ဒါမှမဟုတ်ကိုကအပြင်လုပ်ရှိရဆိုလည်းအပြင်ကခေါ်ရလုံးနဲ့ကျွန်တော်တိုက်ဆိုင်ပြီးတော့လုပ်ပြီးမှာပါ language ကြတော့ကိုကဘယ်ဘာသာကကျွမ်းကျင်တယ်မကျွမ်းကျင်တယ်ကြော်သွားလို့ရပါတော့ကျွမ်းကျင်တာရှိရင် English ဆို English Chinese ဒါမှမဟုတ်ထိုင်းပေါ့နော်အကုန်ကိုယ့်အကူကလေးလေးလုပ်ပြီးထည့်သွားလို့ရတယ်ဒီမှာဆက်သွယ်လို့ရမယ် Telegram contact ကတော့ထည့်ပေးရမှာဖြစ်ပါတယ်ဒါမှကျွန်တော်အလုပ်ကိုက်ညီရတွေ့ရင်ရှာပြီးတော့ကျွန်တော်ပြန်ဆက်သွယ်ပေးလို့ရမှာဖြစ်ပါတယ်အဲ့တော့အားသားဆိုတော့ဒါကြွပြချင်းတဲ့အကြောင်းနဲ့ကိုယ့်ရဲ့တခြားရှိတဲ့စကေးတွေအကြောင်းဒါမှမဟုတ်ကိုယ့်ရဲ့အခြေအနေအလုပ်ကိုင်အကြောင်းပြောချင်တယ်ဒီအောက်ကနေအောက်ဆုံးကဟာလေးမှာစာပြောသွားလို့ရပါဘောနော်အဲ့ဒါပြီးရင်ဒီအောက်ကလစ်လေးနှိပ်တဲ့ဒါနဲ့ကျွန်တော်စီကို data ရောက်လာပြီဖြစ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်အလုပ်ရှာခြင်းတဲ့လူတွေအတွက်နောက်ထပ်နေရာလေးတစ်ခုပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ Telegram channel လေးထဲမှာပဲဒါကျွန်တော်ရဲ့ data အကုန်လုံးအစုံတင်ပြီးတော့မှာဖြစ်ပါတယ်အဲ့တော့အဓိက Telegram ဖြစ်တဲ့အတွက်ကျွန်တော်ဒီနေရာမှာပဲအကုန်လုံးကြီးညာပေးသွားမှာပါအခု application လေးတွေဒီမှာတင်ပေးထားတယ်နောက်ထပ်ကတခြားเนาะဒီ application နဲ့သက်ဆိုင်တဲ့အချက်လက်တွေအကုန်လုံးတင်ပေးတော့မှာဖြစ်တဲ့အတွက်ဒီ channel လေးကိုလည်း join ထားပေးဖို့အတွက်ကျွန်တော်တောင်းဆိုချင်ပါတယ်အကြံဉာဏ်ပေးချင်တာလည်းကျွန်တော်ပေးလို့ရတယ်ပေါ့နော်လောလောဆယ်တော့ကျွန်တော်ဒီနေ့ပြပါတော့အဓိက application install တင်တဲ့အပိုင်းကြီးပေါ့နော်အဲ့ဒါလေးတင်ပြီးတော့ဘယ်လိုသုံးရလဲဆိုတော့ကျွန်တော်တင်ပြီးတော့ဖြစ်ပါတယ်တကယ်လို့လွဲမားနေရရှိရင်အမားရှိနေထောက်ပြကြဖို့အတွက်ကျွန်တော်တောင်းဆိုချင်ပါတယ်အကုန်လုံးလည်းအဆင်ပြေမယ်လို့ထင်ပါတယ်ခင်ဗျအကုန်လုံးပဲရွှေနှမ်းချမ်းမြေရဲ့နေ့ရက်လေးတွေပိုင်ဆိုင်ကြပါစေ